ချို့လူတွေကငှက်တွေလူပဲကိုကပြန်နိုင်အောင်ကူညီပေးလိုက်ပေမဲ့သူတို့လည်းအပေါ်ရောက်သွားရောကိုကျေးဇူးကိုမေးပြီးဒုက္ခပြန်ပေးတတ်ကြတယ်ဒါကတကယ့်ကိုရင်နာစရာကောင်းတဲ့ကျေးဇူးကံခြင်းအမှုပညာပါပဲလောကမှာအဆိုးဆုံးလူစားကတော့ကိုဒုက္ခရောက်နေတုန်းကလက်တွဲခေါ်ခဲ့သူကိုအောင်မြင်သွားတဲ့အခါမှာမမှန်မိတော့တာတင်ကပဲပြန်ပြီးတော့နှိတ်ချပုတ်ခတ်တတ်တဲ့သူတွေပဲသူတို့တွေကတင့်စီမှာအကူအညီလိုနေတုန်းကတော့အတောင်ပံကျိုးတဲ့ငှက်လေးလူတနာเสียကောင်းအောင်နေပြတတ်ကြတယ်တင်ကစေတနာအပြည့်နဲ့ခွန်အားပေးတယ်နေရာပေးတယ်ပြန်တန်းဤပညာတွေကိုသင်ပေးတယ်ဒါပေမဲ့သူတို့ကအောက်ခြေလွတ်သွားတဲ့အခါသူတို့အောင်မြင်မှုမှာတင်ပါဝင်ခဲ့တာဝန်မခံကြတော့ဘူးသူတို့ရဲ့မာနကတင့်ရဲ့ကျေးဇူးကိုဖုံးကွယ်လိုက်တာတင့်ထက်မြင့်တဲ့နေရာကိုရောက်သွားပြီလို့ထင်တာနဲ့တင့်ကိုအပေါ်စီးကနေပြန်ဆက်ဆံတော့တာပဲဒီလိုလူမျိုးတွေနဲ့ကြုံရတဲ့အခါတင့်ကိုတင့်ငါကူညီမိတာမှားသွားပြီနောက်ဆိုဘယ်သူကိုမှမကူညီတော့ဘူးဆိုပြီးစိတ်နာသွားတတ်တယ်ကျေးဇူးကမ်းတာကသူတို့ရဲ့ဇယိုက်ပြဿနာပါတင့်ရဲ့စေတနာပြဿနာမဟုတ်ပါဘူးမကောင်းတဲ့လူတစ်ယောက်ကိုကူညီမိလိုက်တာဟာတင့်ရဲ့အမှားမဟုတ်ပါဘူးအဲ့ဒီလူရဲ့ကံဆိုးမှုပါပဲဘာလို့လဲဆိုတော့သူဟာတင့်လိုမိတ်ဆွေကောင်းတစ်ယောက်ကိုစွန့်လွတ်လိုက်ရလို့ပဲဖြစ်ပါတယ်သူတို့ကကောင်းကင်ဘောကနေတင့်ကိုဝေဖန်ပုတ်ခတ်နေရင်တင်ကအောက်ကနေလိုက်ပြီးခဲနဲ့ပြစ်နေเสียမလိုပါဘူးသူတို့ဟာတင့်ရဲ့ဘဝတွေကထွက်ခွာသွားတဲ့သူတွေမို့လို့အခုလိုဇယက်အစ်စ်ပေါ်လာတာကောင်းတဲ့အချက်လို့ပဲတတ်မှတ်လိုက်ပါတင်ဟာတခြားငှက်ပေါင်းများစွာကိုပြန်တန်းအောင်ကူညီနိုင်တဲ့လေရင်ကွင်းလိုလူမျိုးပဲကျေးဇူးမသိတဲ့သူတယောက်ကြောင့်တင့်ရဲ့စေတနာတွေကိုပိတ်ပင်မထားပါနဲ့ကောင်းကင်ပေါ်မှာပြန်နေတဲ့ငှက်ဟာတနေ့တော့မြေပြင်ကိုပြန်ဆင်းရမှာပဲအဲ့ဒီအချိန်ကျရင်တင်ကသူတို့ထက်အဝေးကြီးကိုရောက်နေပါစေကျေးဇူးကမ်းတဲ့သူတွေနဲ့ကြုံရတာဘဝရဲ့သင်ခန်းစာတစ်ခုပါပဲတင်ကလူတွေကိုပြန်တန်းနိုင်အောင်ကူညီပေးပါဒါပေမဲ့သူတို့ပြန်တက်သွားတဲ့အခါတင့်ပေါ်ပြန်ကြလာမဲ့အညစ်ကြေးတွေကိုရှောင်နိုင်ဖို့အတွက်သတိလေးတော့စောင့်ထားပါမူရင်းစာပြုစုသူကခရက်တစ်ပေးပါတယ်